လွတ်သွားတဲ့လမ်းမှာလူတစ်ယောက်ဟာဓားပြတိုက်မှုတစ်ခုနဲ့တွေ့ခဲ့ပါတယ်ဓားပြကသူ့ကိုလက်ပစ်ပုံးနဲ့ပစ်လိုက်တယ်သူကဖမ်းယူလိုက်ပြီးပြန်ပစ်ဖို့ကြိုးစားပေမဲ့လက်ပစ်ပုံးကဖြတ်သွားတဲ့ကားတစ်စီးကိုထိမှန်ကပြန်ခုန်ပြီးသူ့လက်ထဲကိုပြန်ဝင်ပြီးပောက်ကွဲသွားပါတော့တယ်ဒါပေမဲ့ဒါရီဟာအိမ်မက်တစ်ခုလိုပဲနောက်တစ်နေ့မနက်မှာသူဟာအားအင်အပြည့်နဲ့ပြန်လည်မွေးဖွားလာပြန်ပါတယ်အိမ်ထဲကနေထွက်လာတဲ့အခါမှာလေသူ့ဘယ်နှခါပဲတင်နေပါစေနောက်နေ့မနက်တိုင်းပြန်ရှင်လာပြီးအရင်အတိုင်းလှုပ်ရိုးလှုပ်စင်ကိုပဲတက်ခါလှုပ်နေရတယ်ပထမဆုံးသူကသူ့ရဲ့ရွှေငါးလေးကိုနှုတ်ဆက်တယ်ပြီးရင်အရင်နေ့ကဝတ်ခဲ့တဲ့အဝတ်စောက်တိုင်းအတိအကျပြောင်းလဲဝတ်ဆင်တယ်နောက်တော့ကော်ဖီဆိုင်ထဲဝင်ပြီးတကြားမပါတဲ့ကော်ဖီတစ်ခွက်မှာတယ်နောက်ဆုံးမှာတော့သူအလုပ်လုပ်တဲ့ဘန်ကိုရောက်လာတယ်ဓားပြတဲ့ဘန်ကိုလာတိုက်တဲ့အခါသူကကျွမ်းကျင်စွာချမ်းမြေပေါ်လွှဲချလိုက်ပြီးအဆောင်နဲ့စကားပြောနေပါတော့တယ်သူတို့အားလုံးကဒါမျိုးကိုယိုးနေကြပါပြီဘာလို့လဲဆိုတော့သူတို့ကဂိမ်းထဲကခိုင်းတဲ့အတိုင်းလုပ်ရတဲ့ NPC ဇက်ကောင်တွေဖြစ်လို့ပါပဲနေကမင်းမှန်တတ်ထားတဲ့သူတွေကတော့ကစားသမားတွေဖြစ်ပြီးဂိမ်းထဲမှာသူတို့လိုချင်တာအကုန်လုပ်လို့ရတယ်ဒါပေမဲ့နေကနဲ့မှမပါတဲ့ NPC ဇက်ကောင်တွေကတော့စစ်နှစ်ထဲမှာထည့်သွင်းထားတဲ့အတိုင်းပဲလိုက်လုပ်ရတယ်ဒါပေမဲ့ဒီနေ့မှာတော့ထိုလူဟာအမျိုးသမီးကစားသမားတအူးကိုမြင်လိုက်ရတယ်သူဟာချက်ချင်းပဲဆွဲလန်းသွားပြီးမလိုက်ဖယ်မနေနိုင်တော့ဘူးသူသွားနေကြလမ်းကြောင်းကနေထွက်ပြီးလိုက်သွားပါတော့တယ်နှုတ်ဆက်ဖို့အလုပ်မှာပဲရှိသေးတယ်ယထာတစည်းနဲ့ဝင်တိုက်ခံရပြီးလွင့်စင်သွားခဲ့ရပါတယ်ပြန်လဲရှင်ထန်လာတဲ့အခါမှာသူကကော်ဖီဆိုင်ကိုပြန်ရောက်လာတယ်ဒီတစ်ခါတော့မတူတဲ့ရွေးချယ်မှုတစ်ခုကိုစမ်းကြည့်ချင်လာတယ်သူကတရားပါတဲ့ကော်ဖီကိုမှားလိုက်တယ်ကော်ဖီရောင်းသူဟာအန်အော်တုံ့လုပ်သွားတယ်ပဝင်းကျင်ကလူလိုက်ကလည်းသူ့ကိုထူးဆန်းစွာစိုက်ကြည့်နေကြတယ်အပြင်ဘက်ကတင်ကားကြီးကတော့သူ့ကိုချိန်ထားတရားပါပဲဟာတာပြောတာပါဆိုပြီးပြန်ပြောလိုက်မှလူတွေကရင်မောနိုင်ပါတော့တယ်ဗန်ကိုရောက်တဲ့အခါမှာတော့သူဟာအရင်တိုင်းကျဲမြင်ပေါ်မှာလဲနေခဲ့တယ်ဒါပေမဲ့ခေါင်းမောက်ကြည့်လိုက်တော့နေကမြန်နဲ့အမျိုးသမီးကစားသမားကိုထည့်ထွက်ရပြန်ပါလေအဆောင်ကဟိုအမျိုးသမီးကနေကမြန်မှတတ်ထားတယ်ထိုးနဲ့ဝဝင်းညီတာပိုကောင်းမယ်လို့တတိပေးလိုက်ပါတယ်ဒီစကားကပဲထိုလူကိုအကြံတစ်ခုရတော့စေပါတယ်သူဟာဓားပြစီဖြည်းဖြည်းချင်းတိုးသွားပြီးနေကမြန်မှကိုခဏငားဖွယ်စူးစမ်းခဲ့ပေမဲ့စိုးစိုးဝါးဝါအရိုက်ခံလိုက်ရပါတယ်သူသဘောကျရတဲ့သူထွက်သွားတော့မယ်ဆိုတာမြင်တော့သူဟာရုတ်တရက်အာကွန်တုံးတိုက်ခဲ့ပြီးနေကမျက်မှန်ကိုလူယူလိုက်တယ်။ဗန်ထဲကနေအမြန်နှုံးပြစ်ထွက်လာပြီးနေကမျက်မှန်ကိုတက်လိုက်တဲ့အချိန်မှာပဲတကဘာလုံးဟာပြောင်းလဲသွားပါတော့တယ်။အစာအုပ်နေအားလုံးကမတူတော့ဘူး။လမ်းဘေးမှာစေးတေတာတစ်ခုပေါ်လာတယ်။သူကလှမ်းထိလိုက်တဲ့နဲ့သူ့တန်ရတွေအကုန်လုံးဟာချက်ချင်းပျောက်ကင်းသွားတယ်။မယုံနိုင်စရာပဲတော့သူတွေးနေတော့နောက်တစ်စက္ကန့်မှာကစားသမားတယောက်သူ့ရှေ့မှာလဲကျသွားတယ်။သူ့ကိုယ်ထဲကနေငွေပုံကြီးတစ်ခုပေါ်ထွက်လာတယ်။သူကလောဝရန်လိုက်တာနဲ့အဲ့ဒီပတ်စံတွေဟာသူ့အကောင့်ထဲကိုတန်းဝင်သွားတယ်။သူဟာချက်ချင်းပဲငွေထုတ်ပြီးသူ့ကြိုက်ဆုံဖနက်အစ်စ်ကိုဝဲလိုက်တယ်။ဒါပေမဲ့ထိုလူရဲ့ထူးခြားတဲ့လောက်ရတွေဟာရဲတွေရဲ့အာယုံကိုဖန်ဆာမိသွားတယ်။သူတို့ကသူ့ကိုဟက်ကလုတ်ထင်ပြီးတနက်တွေနဲ့ပြစ်ပါတော့တယ်။ဘာဒီဖြစ်နေမှမသိတဲ့ထိုလူဟာအသက်ရှင်ဖို့ပဲပြေးလွှားနေတော့တယ်။သူဟာကြီးမားတဲ့အဆောက်အုံတစ်ခုတည်းကိုပြေးဝင်သွားပြီးမဲ့ရဲတွေကလိုက်လာနေပါပြီ။အရေးကြီးတဲ့အချိန်မှာသူဟာသူ့ခြေထောက်ပေါ်ကဖနက်အထက်ကိုကြည့်လိုက်တယ်။ကလုတ်ကိုနှိပ်လိုက်တဲ့အခါသူဟာအထက်ပေါင်း100မိနစ်အထိခုန်တက်သွားတော့တယ်။ရဲတွေကဒေါသထုတ်ပြီးချီကုတ်တို့ရိုက်ထည့်လိုက်ရအဆောက်အုံတစ်ခုလုံးကိုလေကားအထိပြောင်းလဲပစ်ပြီးသူ့နောက်ကိုအယူအမှုလိုက်ပါတော့တယ်။သူလူဟာပြေးရင်းနဲ့ပါဝါပစ္စည်းအသစ်တွေကိုစုဆောင်းနေပါတယ်။အဆောက်အုံဖော်ကနေပြုတ်ကျသွားပေမဲ့ကံကောင်းစွာနဲ့ပါဝါပစ္စည်းအသစ်တစ်ခုကသူ့ကို